YouTube အမျိုးတွေမင်္ဂလာပါကျွန်တော် download ဆိုတင်ဘာပဲတင်နေတာကျွန်တော်ဆိုတော့နော်ကျွန်တော်စူပေါင်းထုတ်တာပဲရှိတယ်နော်ဒါမနဲ့ဒါလေးပွဲဒါမနဲ့ညပေါ့နော်ကျွန်တော်ဒါလေးလွှင့်ပြီးမှာနော်ဒါလေးပေါ့နော်နောက်ကျွန်တော် site လေးလည်းပြန်ဒီမှာပေါ့နော်ဘာဆရာမှမလို့လဲတသက်စာပုံလာတာအရင်ကလည်းတင်ဘူးတယ်နော်ဆိုလိုတာကတွေ့ပြန်တစ်ပါဝါ6နှစ်ခတ်9ပါဝါ4ဟုတ်ရဒီကောင်နဲ့တူတာဆိုရင်ဒီမှာတစ်ပါဝါ6 4ပါဝါ9ပါဝါ6ဒီအုပ်စုတစုပေါ့ဗျာ pass အုပ်စုပေါ့နော်အဲ့တော့ဒုတိယအနေနဲ့အုပ်စုတစ်ခုလာမယ်ဆိုလို့ရှိရင်နော်နှစ်ခွန်300 900 900နှစ်ခွန်တူတော့ဒါဒုတိယအုပ်စု300ဂျိုကကနန်းပြောက်ခဲရှစ်ကနောက်ပိတ်ပြီးရမယ်9ချိန်မှာအပူးလာတဲ့လမ်းတော့ဆိုင်ပါဗျရှစ်နောက်ပိတ်ပြီးလို့ရှိရင်9ချိန်လေးမှာရှစ်ပြန်နောက်ပိတ်လေးမှာပိတ်ရင်အပူးလာတာပေါ့ဗျအဲ့တော့ဒီအုပ်စုကျွန်တော်တို့ခွဲမယ်လို့မျိုးပရိတ်ကိုခွဲကြမယ်ငါအရင်ကလည်းအများကြားလာပါကျွန်တော်တင်ခဲ့ဘူးပါတယ်နော်အဲ့မှာ YouTube တွေပါအကုန်ထုတ်ခံလို့ကျွန်တော်တင်လဲထုတ်မှာပြောရပြောမရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာ1ပါဝါ6နက9ပါဝါ4ဒီပါအုပ်စုနော်ပါပါရဘာဆမ်းမလို့နော်ပထမတော့အဲ့တော့ကျွန်တော်နှစ်တီးပြီးတော့နှစ်ပါဝါခုနက3ပါဝါ5ဆိုတူထွက်လာအဲ့အုပ်စုထဲမှာဒါဒုတိယအုပ်စုပေါ့နော်သူတို့ကနှစ်ကွက်ထွက်တယ်အမြင်ရမ်းလို့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒါအုပ်စုခွဲမယ်ဆိုရင် break မြူးတာက9 break ကပထမအမြူးဒုတိယနှစ်ခွန် break ပေါ့နော်နှစ်ခွန် break လို့ပဲမြူးတယ်အဲ့ဒါတွေကိုအုပ်စုလက်ထိုးမယ်ဆိုရင်ကျွန်တော်ထိုးရမှာဆိုဒီမှာ1 9ဒါအမြဲတမ်းတော့ပေါ့နော်1 4အဲ့1 4ကိုပြီးလို့ရှိရင်ဒီမှာ6 9 6 4 9 4ပေါ့နော်ဒီအုပ်စုသွားရှိမှာအားစမ်းမလို့ကျွန်တော်ပြောနော်ဒီမှာနှစ်ခွန်ဒါပေါ့နှစ်ခွန်20ကျွန်တော်လွတ်မိမယ်နော်အများကြီးဟိုပေါက်စီချင်တာပဲဒါအခုမျိုးလို့ခုမှ2 5အဲ့တော့85ပြီးရပါဆိုလေထားပါပေါ့ပြောမိတော့ပြီးရပါကပြီးရပါခုပဲလား93နဲ့တသက်စာဖုံးလို့လားဒုတိယနော်အဲ့ချိန်မှာဒီထဲမှာဒါလေးပေါ့ဒီကွက်လေးတွေပဲရှိရပါပတ်သီးတဲ့ဆိုင်တော့ကိုမိရရှိနေရွေးဆိုပေါ့နော်ဒါနဲ့တသက်စာဘာဆံမလို့ဖုံးလို့ကျွန်တော်တို့စူပေါင်းထိုးတာပဲရှိရတာနော်ကျွန်တော်မှန်မှလည်းမခေါ်ဘူးတရားမှလည်းကျွန်တော်ပေးကြမလို့နော်အားလုံးကမင်္ဂလာပါ YouTube လေးအားလုံးတော့မင်္ဂလာပါ